အဲ့ဒါပြီးတော့တရဏဂုံတီးပြီဟုတ်ပြီတရဏဂုံတီးပြီးရလေ့လာမယ်တရားနဲ့ပတ်သက်ပြီးလေ့လာမယ်တရားနဲ့ပတ်သက်ပြီးအဲ့ဒီတရဏဂုံတီးလေ့လာမယ်ဆိုအရင်ဆုံးကမ္မတက္ကရသမ္မာဒိဋ္ဌိကမ္မတက္ကရသမ္မာဒိဋ္ဌိမှာအလုံးဟာအမှန်နေကြီးပဲကံနဲ့ကံရဲ့အကျိုးတိုင်းပဲလေအမှန်နေကြီးပဲအမှန်နေကြီးတဲ့ဆိုတော့ဘယ်ဟာမှအမှားမရှိဘူးအမှားလို့ထင်နေတာကကံကိုမယုံတာနဲ့လက်မခံနိုင်တာကံနဲ့ကံရဲ့အကျိုးကိုမယုံဘူးလက်မခံနိုင်ဘူးဆိုရင်ဟိုကောင်မားတယ်ဒီကောင်မှန်တယ်ဟိုကောင်မှန်တယ်ဒီကောင်မားတယ်ဒီလိုလုပ်နေမှာအလုံးကိုအမှန်နေကြီးတဲ့လို့ချထားမနိုင်မချထားနိုင်အကံကံရဲ့အကျိုးကိုလက်ခံတဲ့မြင်တဲ့ပုံကိုယ်တွေကကြတော့သူ့ရဲ့ကံနဲ့အတိတ်ကံနဲ့ပြစ္ဆုတ်ပံအကျိုးကိုပဲကြည့်တာရှင်မောကလန်တရားဟောတယ်ဒိဋ္ဌိတွေကလိုက်ပြီးတော့တတ်တယ်အဲ့ဒီဒိဋ္ဌိတွေကတတ်တဲ့ဟာကိုရှင်မောကလန်တကုရှင်ကိုဘာလို့လိုက်တတ်လို့ရတာလဲတမန်လူတွေကအဲ့ဒီလိုကြော်ကြားတယ်လေအဲ့ဒီဖျားခက်ကဒါမဖြစ်တဲ့ကိစ္စကြီးလို့အဲ့တုန်းကထင်ကြတယ်အခုကတော့မတရားသလိုပဲတဲ့ဒါမဖြစ်နိုင်ဘူးလို့ထင်ရပါမယ်သူလှုပ်ထားတဲ့ကံအတိုင်းဆိုလို့ရှိရင်ဒါဖြစ်တဲ့နဲ့ဒါကွက်တီပဲလို့ဖះဟောတယ်သူလှုပ်ခဲ့တဲ့ကံအတိုင်းဆိုရင်ကွက်တီပဲအဲဒီလိုပြောတာအဲ့ဆိုအကုန်လုံးကအမှန်နေကြီးတဲ့ထားပေးတာတရားဟောနေတာငါသားတော်ကတရားဟောနေလို့ဆိုပြီးတော့ဒါဘာဖြစ်တယ်လို့မဟုတ်ဘူးဒီလိုသက်ခံတော့လည်းပဲအမှန်ပဲထားပေးတယ်တရားဟောနေတော့လည်းအမှန်ပဲထားပေးတယ်ဘယ်အကြောင်းအရာကိုမှအမှားလို့ထားတာမရှိဘူးအမှန်လို့ပဲထားပေးတယ်အဲ့ဒါဘာလဲဆိုတော့သက်သာမြင်တဲ့ပုဂ္ဂိုလ်တွေအတွက်အမှန်လို့ထားတာဟုတ်ကံရဲ့အကျိုးဆိုတာဘယ်သူမှဝင်ဆွဲလို့မရဘူးသူလှုပ်ခဲ့တဲ့အတိုင်းပဲသူခံကြရတာလေဝင်ဆွဲပိုင်ခွင့်မရှိဘူးအကြောင်းနဲ့အကျိုးဆိုအဲ့လိုကြီးသွားနေတာပေါ့အဲ့ဒါဆွဲလို့ရတယ်ဆွဲပိုင်ခွင့်ရှိတယ်ငါပိုင်နေဆိုရင်ကိုကမ္မတက္ကရသမ္မာဒိဋ္ဌိမဖြစ်ဘူးအခုဘာသာရေးတွေမှာသူ့ဘာသာငါဘာသာညင်းနေကြတာကမ္မတက္ကရသမ္မာဒိဋ္ဌိမဖြစ်လို့ညင်းကြအနှိမ့်ဆုံးဉာဏ်မရှိဘူးအနှိမ့်ဆုံးဉာဏ်မရှိရင်ဒွိဋ္ဌာဒိဋ္ဌိဆက်ဆက်ပဲကျွန်တော်စဉ်းစားမိတယ်ဩကျန်တဲ့ဘာသာ၃ခုကတော့ဘုရားကဖန်ဆင်းထားတာဆိုတော့ကိုဘုရားကဖန်ဆင်းထားတာဆိုတော့ကိုမိသားစုပဲလေလို့ထားလိုက်ရင်လည်းပြီးတာဘာမှရင်းစရာမလိုငါတို့ဘုရားကထားပါတော့ခရစ်ယာန်ကပြောမစင်ငါတို့ဘုရားအကုန်ဖန်ဆင်းထားတယ်ဆိုရင်ဟုတ်ပြီဗုဒ္ဓဘာသာရောခရစ်ယာန်ရောဟိန္ဒူရောမွတ်စလင်ရောအကုန်လုံးကိုငါတို့ဘုရားဖန်ဆင်းထားတယ်ဆိုဒါငါတို့သားသမီးမိဘတွေပဲမိသားဆွေမျိုးတွေပဲလို့လူအချင်းချင်းကိုအဲ့လိုမေတ္တာထားလိုက်ရင်ဘာမှပြဿနာမရှိတော့နောက်မဲဆွဲစရာလည်းမလိုတော့ဘာလို့လဲဆိုတော့ဖန်ဆင်းထားတာဖြစ်တဲ့အတွက်သူ့ကိုဒီပုံစံနဲ့ဖန်ဆင်းဟိုဒီပုံစံနဲ့ဖန်ဆင်းဟိုကြတော့၄ခုစလုံးကိုဘာသာမတူဘဲနဲ့၄ခုစလုံးကိုသူ့ပုံစံနဲ့သူဖန်ဆင်းထားတာတကယ်လို့ခရစ်ယာန်တယောက်ကဗုဒ္ဓဘာသာတယောက်ကိုခရစ်ယာန်နဲ့ရအောင်ဆွဲတယ်ဆိုရင်ဘုရားအကြိုက်ချင်မှကြိုက်ဗုဒ္ဓဆိုသူဖန်ဆင်းထားတာဗုဒ္ဓဘာသာဖြစ်အောင်ဖန်ဆင်းထားတာကိုခရစ်ယာန်ဖြစ်အောင်လုပ်ရမလားလို့ကြိုက်ချင်မှကြိုက်မယ်လေအဲ့ဒီလိုပေါ့ဖះကပဲဖန်ဆင်းထားတာလို့လက်ခံထားလိုက်ရင်အကုန်လုံးကကိုယ့်ရဲ့မိသားစုတွေပဲဖះမွေးထားတဲ့သားသမီးတွေပဲလို့လက်ခံလိုက်လည်းပြီးတာနောက်တစ်ခုကဗုဒ္ဓဘာသာမှာလည်းပဲရှိတယ်လေအားလုံးဟာမိဘသားသမီးမတော်ဘူးတာမရှိဘူးအဲ့ဒါဆိုတော့အကုန်လုံးဟာမိဘသားသမီးတော်ဘူးတဲ့ပုံကိုယ်တွေကြီးပဲလို့ပေါင်းလိုက်ရင်လည်းရတာပဲမင်းဘာသာငါဘာသာဘာမှလုပ်เสียမလို့မိဘသားတဲ့အဲ့ဒါဆိုတော့မိဘသားသမီးဆိုတဲ့နေရာမှာမိသားစုဆိုတဲ့နေရာမှာအားလုံးဘာသာတွေအားလုံးပေါင်းစည်းလို့ရတယ်အဲ့ဒီလိုဉာဏ်မြင်ရှိရင်ပေါ့ကံရဲ့အကျိုးကိုယုံနေဆိုလို့ရှိရင်ဘာသာ၄ခု꿰ပြီးတော့ဖြစ်နေတဲ့ပုံစံကံရဲ့အကျိုးအတိုင်း꿰နေတာဒါကဗုဒ္ဓဘာသာအမြင်ဖျားရှင်ဟိုထာဝရဘုရားဖန်ဆင်းတာနဲ့ပြောမယ်ဆိုရင်ဘာသာ၄ခု꿰ပြီးတော့ဖန်ဆင်းပေးထားတာဆိုရင်ဘယ်သူဘာသာဘာပြဿနာရှာစရာမရှိတော့အဲ့ဆိုကိုမိသားစုလို့မြင်သွားပြီကို့ဖေတယောက်ကဖန်ဆင်းထားတာကိုဖန်ဆင်းတဲ့လူတယောက်ကပဲအကုန်လုံးကို၄ခုခွဲဖန်ဆင်းထားတာလို့လက်ခံလိုက်ရင်ပြီးပြီလေဒီအမြင်ရှိရင်တော့ဒါလွတ်လပ်သွားပြီဘာသာရေးအခက်အခဲမရှိတော့ဘူးဒါကမ္မတက္ကရသမ္မာဒိဋ္ဌိခေါ်တယ်ဗုဒ္ဓဘာသာဘက်မှာကျတော့ဒါအနှိမ့်ဆုံးပဲကမ္မတက္ကရသမ္မာဒိဋ္ဌိ
နောက်မိဘသားသမီးမတော်ဘူးတာမရှိဘူးဆိုပြီးအကုန်လုံးကကိုမိဘကိုသားသမီးတွေပဲဆိုတဲ့ဟာတော်ခဲ့ဘူးတဲ့သူတို့ပေါ်မှာအခုမှထားမှာကိုထားခဲ့ဘူးတဲ့ဟာကိုလက်ခံဖះဟောတဲ့တရားကိုမိပြီးတော့ထားခဲ့ဘူးတဲ့ကိုသားသမီးဖြစ်ခဲ့ဘူးတဲ့အချိန်မှာသူတို့ပေါ်မှာတတ္တဝါအလုံးပေါ်မှာအချစ်တွေယုံကြည်မှုတွေသီလတွေမေတ္တာတွေခိုင်ခိုင်မာမာထားခဲ့ပြီးပြီဆိုတဲ့ဟာကိုလက်ခံယုံကြည်လိုက်ရင်ဒါဇာနာတမာရိဋ္ဌိဖြစ်တယ်အလုံးဟာအမှန်နေကြီးတယ်လို့လက်ခံတယ်မိဘသားသမီးမတော်ဘူးတာမရှိဘူးဆိုပြီးတော့အကုန်လုံးကိုရင်းရင်းနှီးနှီးအချစ်ယုံကြည်မှုသီလမေတ္တာဖြင့်ဆက်ဆံပြီးတော့လက်ခံလိုက်ရင်ဇာနာတမာရိဋ္ဌိဖြစ်တယ်မိဘသားသမီးမိသားစုတစုဖြစ်နေတဲ့အတွက်ကိုကဘာကြောင့်ပြဿနာမှမရှာချင်တော့အဲ့ဒါဆိုသီလလုံးကိုမိသားစုပေါ်မှာအချစ်ယုံကြည်မှုသီလမေတ္တာတွေထားမယ်မေတ္တာထားမယ်ဆိုလို့ရှိရင်မေတ္တာပွားပြီးသားဖြစ်သွားဒါဘုံဘဝအလုံးကိုထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒါမေတ္တာလည်းပွားများပြီးတဲ့ကိစ္စဆုံးကိုရောက်တယ်ဒါဇာနာတမာရိဋ္ဌိအဲ့ဒါဆိုရင်မေတ္တာပွားထားတဲ့နယ်ပယ်အလုံးဟာဘာတွေလဲလို့မေးရင်စိတ်တွေစေတသိက်တွေရုပ်တွေစိတ်စေတသိက်ရုပ်ဆိုတဲ့သဘာဝဖြစ်စဉ်ကြီးဖြစ်စဉ်ပြည့်စဉ်ကြီးအဲ့ဒီတည်းကနေပြီးတော့အကောင်ထဲပေါ်ပြီးတော့သမုဒိယသက်စာကအကောင်ကဘယ်လိုပါအထေကဘယ်လိုပါငါကဘယ်လိုပါသူကဘယ်လိုပါနဲ့အကောင်လေးတွေပုံဖော်ပေးထားတာသမုဒိယသက်စာနဲ့ဒုက္ခသက်စာဟိုသဘာဝဖြစ်စဉ်မှာတော့တစ်စက္ကန့်မှာဂရေ9000တော့ဂရေ2သိန်းတော့ဖြစ်ပြနေတဲ့ဖြစ်စဉ်ပြည့်စဉ်ကြီးကလွဲလို့ဘာမှမရှိဘူးဒါပေမဲ့အဲ့ဒီကနေပြီးတော့ငါတွေသူတွေပုံကိုယ်တွေတတ္တဝါတွေဆိုဆွဲထုတ်ပြီးတော့ပုံဖော်ပေးထားလိုက်တယ်အဲ့ဒါကိုသမုဒိယသက်စာနဲ့ဒုက္ခသက်စာအဲ့ဒါတွေအကုန်လုံးကိုမူရင်းကအနိစ္စဒုက္ခတွေကနေဖော်ထားတာဖြစ်တဲ့အတွက်ဒါတွေကအနိစ္စဒုက္ခအနတ္တလို့ပြန်တွေ့တယ်ဆိုရင်ဒါဝိပဿနာတမာရိဋ္ဌိအဲ့ဒီဝိပဿနာအနိစ္စဒုက္ခအနတ္တအဖြစ်ပြန်တွေ့ပြီးဝိပဿနာတမာရိဋ္ဌိဖြစ်ပြီဆိုရင်အကြောင်းကဘာလဲဆိုရင်အကြောင်းကကံတရားနဲ့သမုဒိယသက်စာအကျိုးကဖြစ်ပြီးပြတ်တဲ့ဒုက္ခသက်စာပေါ်ပြီးရင်ပြောက်တာပေါ်ပြီးတဲ့နေရာမှာအဲ့နေရာမှာပေါ်အဲ့နေရာမှာပြောက်တယ်အဲ့ဒါပေါ်ပြီးပြောက်တဲ့ဒုက္ခသက်စာအဲ့သက်စာနှစ်ပါးကိုတွေ့သွားတယ်သက်စာနှစ်ပါးကိုတွေ့တဲ့အခါကျတော့ဒုက္ခဆိုတဲ့ဟာကတပြင်းကြီးသမုဒိယဆိုရင်လည်းပြင်းကြီးပဲအဲ့ဆိုပုဂ္ဂိုလ်သတ္တဝါတတ်တတ်မရှိတော့အဲ့ဒါပြီးတော့ဒီအခုသက်စာတရားကိုမြင်အောင်ပြောပြတာကဖရာတွေပြည့်စေကဗုဒ္ဓသာဝကတွေရှိရတဲ့တရားပဲအဲ့ဒီမှာမက္ကသက်စာသူတို့မက္ကသက်စာလည်းပဲမက္ကသက်စာအတိုင်းဝိုင်းတွေကလာတဲ့တရားဖြစ်တဲ့အတွက်ကြောင့်သူကလည်းပဲအထူးတည်းကြီးမားတဲ့တရားအဲ့ဆိုဒုက္ခလည်းအထူးတည်းကြီးမားတယ်ပေါ်ပြီးပြောက်တယ်သမုဒိယလည်းပဲအထူးတည်းကြီးမားတယ်ပေါ်ပြီးဖန်တီးနေတယ်မက္ကလည်းပဲဖရာပြည့်စေကဗုဒ္ဓသာဝကအနန္တကနေပြီးတော့ကျင့်သုံးထားတဲ့အထူးတည်းကြီးမားတဲ့တရားပဲအဲ့ဒါမက္ကသက်စာအဲ့ဒါဆိုတော့ငါတွေသူတွေပုံကိုယ်တွေတတ္တဝါတွေတတ်တတ်မရှိဘူးဒီတရားတွေကိုမိပြီးတော့ငါလို့ထင်နေကြရတာဒုက္ခကိုမိပြီးတော့ငါလို့ထင်တယ်သမုဒိယကိုမိပြီးငါလို့ထင်တယ်မက္ခကိုမိပြီးတော့ငါလို့ထင်ရတယ်အဲ့ဆိုငါဆိုတာကဒီတရားတွေရဲ့အရေးဖဲလို့နားလည်ပြီးတော့ငါရဲ့ငါဥစ္စာရဲ့စိတ်သုံးသွားပြီမရှိဘူးလို့ဉာဏ်ထဲမှာရှင်းရှင်းလင်းလင်းဖြစ်ရင်និရောဓသက်စာအဲ့ဆိုတဏှာဒိဋ္ဌိမကတ်တော့ဘူးဆိုအဲ့ဒါကိုပြောတာတဏှာဆိုတာငါဥစ္စာလို့သိမ့်ပိုက်တာဒိဋ္ဌိကငါလို့အကောင့်ထဲလှုပ်ထားတာတကယ်တမ်းနေရတာကဒုက္ခသမုဒယမက္ခဆိုတဲ့တရားကိုမှီပြီးတော့အဲ့ဒီတရားတွေကထွက်တဲ့အရေးကိုငါကောင်သူကောင်လို့ထင်ရတာဇာကကြည့်တော့မင်းသားနေတိုးရဲ့ဇာကကြည့်တော့မှန်ပြင်မှာရှိနေတဲ့အယုတ်တွေကတကယ်တမ်းကတော့စစ်ပစ္စည်းတွေအရေးကလေးအယောင်လေးတွေပဲဒါပေမဲ့ကိုကတော့နေတိုးမင်းသားလို့ဒီလိုထင်ထားတာအဲ့ထင်ထားတဲ့ကိစ္စကြီးလို့ပဲငါတွေသူတွေကလည်းပဲဒုက္ခသမုဒယမက္ခဆိုတဲ့တရားတွေကထိုးနေတဲ့အရေးပဲအဲ့ဒီအရေးကိုအကောင်လို့ထင်ပြီးတော့ငါလို့လှုပ်ထားတာတကယ်တမ်းကငါတွေသူတွေဆိုအရေးပါပဲအကောင်မဟုတ်ပါဘူးလို့ငြိမ်းသွားလို့ရှိရင်និရောဓသက်စာလို့ခေါ်တယ်အဲ့ဒီလိုမြင်သွားရင်မက္ခတမာရိဋ္ဌိနောက်အေးစေစေအဲ့ဒီအမြင်နဲ့အေးစေလွတ်ချနိုင်ရင်ဖလားတမာရိဋ္ဌိဆိုတမာရိဋ္ဌိ၅မျိုးဖြစ်တယ်အဲ့ဒီတရားနဲ့လောကမှာရှိတဲ့တရားဘယ်တရားပဲဖြစ်ဖြစ်ဒီတရားကအမျက်ဆုံးပဲလို့ယရဏ၃ပါးနဲ့ဆိုင်တဲ့သာသနာတွင်ဆိုတာတရဏဂုံနဲ့တမာရိဋ္ဌိ၅မျိုးကိုခေါ်ပါတယ်လို့ဒီလိုခေါ်ပါကဲအားလုံး